ကိုးပါးသီလတဲ့စောင့်တည်ကြတယ်မြန်မာလူမျိုးတွေဗုဒ္ဓဘာသာဝင်ကိုးပါးသီလစောင့်တည်တာဟာစာပေကျမ်းဂန်မှာရှိသလားလို့ဆိုတဲ့အခါမှာခုနကနဝင်ကုပောဒထသုတ်ဆိုတာရှိတယ်အဲ့ဒီမှာတော့မြတ်စွာဘုရားကကိုးပါးသီလလို့မသုံးဘူးဘယ်လိုသုံးလို့ဆိုရင်အင်္ဂါ၉ပါးနဲ့ပြည့်စုံသောဥပုပ်လို့ဒီလောက်ပဲပြောတာဟောသို့တော့အလွယ်ခေါ်လိုက်တဲ့အခါမှာ၈ပါးသီလနဲ့တွဲပြီးတော့၈ပါးသီလကိုရည်ညွှန်းပြီးတော့ခေါ်တာမျိုးလိုပဲ၉ပါးသီလလို့အလွယ်ခေါ်လိုက်တယ်အဲ့ဒါလို့အလွယ်ခေါ်တဲ့အခါမှာနားလည်ရမှာသီလကတော့၈ပါးပဲမေတ္တာဘာဝနာထပ်ပိုးထားလို့၉ပါးဖြစ်တယ်လို့ဒီလိုနားလည်ရအဲ့တော့မေတ္တာဘာဝနာဟာသီလမဟုတ်ဘူးဘာဝနာဖြစ်သည့်အတွက်ကြောင့်စိတ်ထဲမှာဖြစ်နေမှကုသိုလ်ရမယ်မဖြစ်ဘူးဆိုလို့ရှိရင်စောင့်တည်ထားရုံနဲ့ကတော့ကုသိုလ်မရဘူးဒါကိုသိဖို့လိုတာပေါ့နော်စောင့်တည်ထားရုံနဲ့တော့ကုသိုလ်မရဘူးအဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကနဝင်ကုပောဒထနဝင်ကဥပောဒထသုတ်နဝင်ကဆိုတာအင်္ဂါ၉ပါးရှိတဲ့ဥပောဒထဥပုပ်အဲ့တော့အဲ့ဒီသုတ်တံမှာဒီဥပောဒထဆိုတဲ့စကားလုံးလေးကနေပြီးမြန်မာကဥပုပ်လို့ခေါ်လိုက်တာအဲ့တော့ဥပုပ်ဆိုတာဥပောဒထရဲ့အဓိပ္ပာယ်ကဥပုပ်လို့ခေါ်ရတဲ့ဥပောဒထရဲ့အဓိပ္ပာယ်ကဘာတုံးလို့ဆိုတဲ့အခါကိုချင်းတရားနဲ့ပြည့်စုံစွာနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်တာမန်နေတာမဟုတ်ဘူးကိုချင်းတရားတစ်ခုကိုစောင့်ရှောက်ပြီးတော့နေတာလူတွေကအဋိဋ္ဌံလေးတစ်ခုနဲ့နေကြသလိုပေါ့ဆိုပါစို့အနာတိပါဒကရှောင်မမယ်အရိဏဒနာရှောင်မမယ်အပြမစရိယကရှောင်ခြင်းမမယ်ဆိုပြီးတော့ဒီလိုကိုယ်စိတ်ထဲမှာဘောင်းထောင်းလောက်တာနော် determination စိတ်ထဲမှာအဋိဋ္ဌံထားပြီးတော့ဒါတွေကရှောင်မယ်လို့ကိုရှောင်မဲ့အချက်လက်တွေကိုဒီအချက်တွေကိုငါမကျူးလွန်မှုအလုံးရှောင်မယ်လို့ဆိုပြီးတော့စောင့်တည်ထားတာအဲ့ဒါလို့စောင့်တည်ထားတဲ့ကိုချင်းတရားနဲ့မချိုးမဖောက်ပဲနဲ့ဒီစီကံချက်အတိုင်းတစ်ခုအရာကျင့်သုံးနေထိုင်တာအချိန်ကန့်သတ်နဲ့ဖြစ်စေကျင့်သုံးနေထိုင်ကြတယ်အဲ့တော့ဥပုသ္တိလဆိုတာစောင့်သုံးယုံထုံတန်းဆင်လာရဆိုလို့ရှိရင်ဒီကနေ့နတ်နယ်ပိုင်းမှာဥပုသ္တိလယူထားပြီးတဲ့အခါမှာနောက်ရက်ချက်မှာဒီဥပုသ္တိလပြီးဆုံးတယ်ရှင်းတော့ကဆိုလို့ရှိရင်တော့ရသော်ဘုရားလက်ထက်ကအကျိုးပုံနဲ့တော့စောင့်တယ်ဆိုတော့အဖိတ်နေ့လိုနေ့ကနေသီလသွားပြီးတော့ယူတယ်အဖိတ်နေ့တစ်နေ့လုံးနဲ့သီလစောင့်တည်တယ်ဥပုပ်နေ့တစ်နေ့လုံးနဲ့သီလစောင့်တည်တယ်အဖိတ်ဥပုပ်ပြီးတဲ့နောက်တစ်ရက်လည်းပဲသီလစောင့်တည်တယ်ဆိုလိုတာကအကျိုးရဲ့အပူရဲ့အဓိကရဲ့လို့3ရက်သီလစောင့်တည်ပြီးတော့အဲ့ဒါလို့ကျင့်သုံးနေရှိကြတယ်ဒါဥပုသ္တိလခဏခေတ်မှာတော့ဘာတွေဖြစ်လာတော့ဆိုရင်မနေ့ဥပုပ်ယူညနေကျတော့အိမ်ပြန်ထမင်းစားဖို့5ပါးသီလယူပြီးအိမ်ပြန်ညနေထမင်းစားတယ်အဲ့တော့ဝိကာလဘောဇနာလွယ်တယ်လေနော်ညနေကျတော့သီလချလိုက်တာလျှော့ဈေးတွေနဲ့စောင့်ကြတာများတယ်တခါကျတော့တထိုင်ဆိုပြီးတော့ဥပုပ်ဆောင်တာရှိသေးတယ်အဲ့တော့ဒီလိုလှုပ်တာဟာတကယ်တော့လေကုသိုလ်ကောင်းမှုလှုပ်တာကိုလျှော့ဈေးတွေပေးလွန်အားကြီးလို့လှုပ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာရဖို့ဆိုတာအမှန်တမ်းနဲတော်မှာပဲအောက်ထစ်ဆုံး24နာရီဥပုသ္တိလဆိုတာစောင့်မှပို့အဓိပ္ပာယ်ရှိတယ်။ဒီဟိုနိုင်ငံမှာဘုန်းကြီးတို့သွားတော့ကလာပြည့်နေ့မှာဥပုသ်ဆောင်တယ်10ရက်နေ့ဆိုတာမရှိဘူးသူတို့မှာလာပြည့်နေ့ဥပုသ်ဆောင်တဲ့အခါမှာမနေ့ကြောင်းလာပြီးတော့ဥပုသ်ယူတယ်တနေ့ကုန်နေတယ်ညနေကျတော့သီလလေးချပြီးအိမ်ပြန်ညအဲ့ဒါလိုဖြစ်နေပြီ
မြန်မာပြည်မှာလည်းတချို့နေရာလေးတွေအဲ့ဒါလိုလုပ်နေတယ်ဆိုတာသိရတယ်ပေါ့နော်ဥပုပ်ကိုပြည့်ပြည့်ဝဝမဆောင်တော့နေဝက်ဥပုပ်ဖြစ်သွားလျှော့လာတာနောက်ကြရင်တဏှာကြီးဥပုပ်တို့တထိုင်ဥပုပ်တို့ဖြစ်လာလိမ့်မယ်နောက်ကြစောက်ဘူးတဲ့ရှိအောင်စားဘူးတဲ့ရှိအောင်စားတာလို့ဖြစ်အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်ဒီကုသိုလ်ကောင်းမှုရဖို့ဆိုတာဓမ္မယောနေသွားတဲ့အတိပ္ပယ်မျိုးတွေဖြစ်လာနိုင်တယ်တကယ်တော့ဥပုသ်ဆောင်တယ်ဆိုတာတရက်တာဆောင်ဖို့လိုအပ်တယ်ပေါ့ဘာလို့လဲဆိုစာထဲမှာမြတ်စွာဘုရားကဣမင်္စရတ္တိဣမင်္စဓိဝတံဒီကနေ့ညဒီကနေ့တရက်ဟောနေ့နဲ့ညတရက်တာဆောင်ရှောက်တာကိုဆိုလိုတယ်အဲ့တော့ဥပုသ်ဆိုတာခုလိုကိုချင်းတရားနဲ့ကျင့်သုံးနေထိုင်တာကိုဥပုသ်ဆောင်တယ်လို့ဒီလိုပြောတော့မြတ်စွာဘုရားစကားနဲ့ဒီသုတ်တံကိုဖျားဟောတဲ့အတိုင်းမြတ်စွာဘုရားစကားကိုဘာသာပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်မူရင်းပါဠိကနဝဟိဘိက္ခဝေအင်္ဂေဟိတမနာကတောဥပောဒထောဥပဝုထောจิตตายานတို့အင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ကိုယ်တိုင်ကျင့်သုံးဆောက်တည်ရတဲ့ဥပုသ်သီလဟာတဲ့အင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ဥပုသ်ဟာကျင့်သုံးဆောက်တည်မယ်ဆိုလို့ရှိရင်မဟာဖလောဟောတိမဟာနိတံတော်လက်တွေ့ရတဲ့အကျိုးကလည်းအမြဲတမ်းကြီးတယ်စက်တိုက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကလည်းအမြဲတမ်းကြီးမားတယ်များပြားတယ်လို့ဒီလိုဆိုလို့တိုက်ရိုက်ရတဲ့အကျိုးဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးတွေဟာအလုံးကြီးမားတယ်လို့ဒီလိုမြတ်စွာဘုရားဟောတယ်နောက်တစ်ခုမဟာသုတိကောဥပုပ်ရဲ့ဒီကောင်းကျိုးချမ်းသာကိုပေးတဲ့နေရာမှာမှိန်ပြမဟုတ်ဘူးတကယ်ကိုအရှိန်အဝါကြီးမားတယ်လို့ဒီလိုပြောတာဥပုသ်သီလကြောင့်ရလာတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးပေးတဲ့အခါမှာနော်မထိမရောက်မိန်အကျိုးပေးတာမျိုးမဟုတ်ဘူးတဲ့အယောင်အဝါနဲ့တင့်အောင်တင့်တယ်ပေါ့နော်အရှိန်အဝါနဲ့အကျိုးပေးတယ်မဟာဝိဖ္ဖာရောအကျိုးကလည်းပဲအမတန်မှကျေပြန့်ရှိတယ်လို့ဟောဒီအင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ဥပုသ်ကိုစောင့်မယ်ဆိုလို့ရှိရင်အခုလိုလက်တွေ့ရတဲ့အကျိုးဆက်သွယ်လာတဲ့အကျိုးနော်ဒီအကျိုးတွေဟာအမတန်မှကြီးမားတယ်အရှိန်ဝါတွေအမတန်မှကြီးမားတယ်သူ့ရဲ့ကျေပြန့်မှုအကျိုးသက်ရောက်မှုတွေကလည်းအလွန်ကြီးမားတယ်လို့စနစ်တကျစောင့်သုံးမယ်ဆိုလို့ရှိရင်ဒီဥပုသ်သီလရဲ့အကျိုးတွေဟာအမတန်မှကြီးမားတယ်လို့မြတ်စွာဘုရားဟောတယ်ဟောပြီးတဲ့အခါမှာစနစ်တကျဘယ်လိုစောင့်ရတာမန်ကြောင်းသွားပြီးတော့ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိလို့ဒီလိုလေးတွေစောင့်တည်ပြီးတော့တနေ့ကုန်ပြောခြင်းဟာတွေပြောနော်ဥပုသ်တေစားစရာစားကောင်းတောက်ဖွယ်တွေစားလို့အပေါင်းအသင်းတွေနဲ့ပြောပြီးတော့သို့မဟုတ်တနေ့ကုန်အိပ်ပြီးသွားမယ်ဆိုရင်ဒီဥပုသ်ကတော့အကျိုးရှိမှာမဟုတ်ဘူးတဲ့ဘာလို့လဲဆိုအိပ်နေတဲ့ဥပုသ်ကနိုးထနေတဲ့ဥပုသ်မှာမဟုတ်တာအိပ်နေရင်ဘာမှတော့ရမှာမဟုတ်ဘူးကောင်းပြီမဟာဖလကြီးမားတဲ့အကျိုးဖြစ်ဖို့ရအတွက်စနစ်တကျဘယ်လိုလုပ်ရမလဲဆိုအတ္တမစနစ်ကြတာမြတ်စွာဘုရားဥပုသ်သီလစောင့်တည်ပြီးလို့ရှိရင်တဲ့မြင့်မြတ်ဖြူစင်တဲ့ဘုရားရဲ့တပည့်တာဝကတူဟာအလေးနဲ့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ကိုယ့်ရဲ့သီလကိုစောင့်တည်ထားတဲ့သီလနဲ့ပတ်သက်ပြီးအလေးနဲ့ထားအမတ်တမဲ့မနေနဲ့လို့ဒီလိုပြောတာနော်သီလကိုစိတ်ကိုသီလနဲ့ထုံမွမ်းပေးရမယ်လို့ဆိုလို့ပဲမထုံမွမ်းရင်စောင့်တည်ထားတော့ကကုသိုလ်လေးပဲရမယ်ကျန်တာရမှာမဟုတ်ဘူးလေအဲ့တော့ဘလို့စဉ်းစားရမလဲဘလို့ဆင်ញင်ရမလဲအလေးနဲ့ဆင်ញင်ရမလဲလို့ဆိုလို့ရှိရင်
ယဟန္တာပုဂ္ဂိုလ်တွေဟာရာသက်ပံတရားဝါရီအသက်ကိုတတ်ချင်းမှရှောင်ကျင်ကြတယ်စဉ်းစားအလုံးယဟန္တာပုဂ္ဂိုလ်တွေဟာပါဏာတိပါဒသူများအသက်တပ်ဖြတ်ကျူးလွန်ခြင်းမှရာသက်ပံရှောင်ကျင်တော်မူကြတယ်ရှောင်ကျင်ရုံနဲ့မကဘူးတရားဝါရီကိုတပ်ဖြတ်ဖို့ဆိုတဲ့ထုတ်ထားလက်နဲ့ဘယ်တော့မှမထားဘူးနိဟိတဒန္တောနိဟိတတတ်တော်တဲ့သူများကိုညှင်းဆဲတပ်ဖြတ်ဖို့ဆိုတဲ့လက်နဲ့သူတို့စီမှာဘယ်တော့မှမရှိဘူးမရှိုံနဲ့မကဘူးလစ်စီဒီလိုသူများတဲ့တပ်ဖြတ်ကျူးလွန်ခြင်းလို့ဆိုတဲ့ပါဏာတိပါဒအလုတ်ရှက်တယ်တဲ့ဘယ်တော့မှမလုပ်ဘူးအမတ္တမရှက်တယ်တရားပဏ္ဏတတ္တဝါတွေတတ်ဖို့နေတာတတ္တဝါတွေပေါ်မှာအမြဲတမ်းတနာကျင်နာမှုတွေနဲ့ပြည့်ပြည့်ဝရှိတပ္ပပါဏဘုဒ္ဓဟိတနုကံပိတတ္တဝါတွေရဲ့အားလုံးအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့အမြဲတမ်းနေထိုင်နေတယ်ငါလည်းပဲဒီကနေ့ယဟန္တာပုဂ္ဂိုလ်တွေကိုအတုယူပြီးတော့လိုက်နာကျင့်သုံးရပါပြီဒီကနေ့ဥပုသ်ဆောင်သုံးခြင်းကိစ္စဟာလဲအောင်မြင်ဖြစ်ပြီလို့စိတ်ထဲမှာတွေးပြီးတော့ဝမ်းသာအောင်မပြတ်ဆင်ញင်ပေးဖို့လိုအပ်တယ်ကဲဥပုသ်ဆောင်ပြီးတော့ဒါတွေမတွေးဘဲနဲ့နေလို့ရှိရင်ဒီကုသိုလ်ဟာဘယ်လိုဖြစ်မလဲစဉ်းစားကြည့်ပေါ့နော်စနစ်ကမြတ်စွာဘုရားကဥပုသ်ဆောင်ပြီးဒါကိုဆင်ញင်ရမယ်လို့ပြောထားတာကြည့်ဥပုသ်ဆောင်ပြီးတော့အာနာပါနလုံနေတာလည်းမရှိဘူးလားဆိုရှိကောင်းရှိနိုင်တာပေါ့သို့တော့ဥပုသ်ဆောင်ပြီးရင်ဥပုသ်ကိုခုလိုဆင်ញင်တာဟာပို့ပြီးတော့တဘာဝကြတယ်ကိုလှုပ်တဲ့အလုပ်တစ်ခုပေါ်မှာအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားတဲ့သဘောဒီလိုဆင်ញင်ပေးရမယ်ဒီအချက်မှာစဉ်းစားကြည့်ပါဏာတိပါဒကရှောင်တယ်ဆိုတဲ့နေရာမှာရှောင်ယုံနဲ့ပြီးသလားလို့ဆိုရှောင်ယုံနဲ့မပြီးဘူးတာမန်ရှောင်တယ်ဆိုတဲ့ကိစ္စအပြင်ဘာလိုအပ်တုံလို့ဆိုတော့လစ်စီဒီအလုပ်ကိုဘယ်တော့မှမလုပ်ဘူးရှက်တယ်ပါဠိရိပါဒနဲ့လွယ်လွယ်မလုပ်ဖြစ်အောင်ဘာလုပ်မေတ္တာပွားနေတယ်မေတ္တာထားနေတယ်ဆိုရင်အကျဉ်းနာတရားတွေထားတယ်မေတ္တာထားတယ်ဆိုလို့ရှိရင်ဘယ်တတ္တဝါကိုမှတတ်ဖြစ်မှာမဟုတ်တော့ဒါကြောင့်မို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ရှောင်ရံနဲ့ဆောင်ရံဆိုတာနှစ်ခုရှိတယ်တတ်ဖြတ်ခြင်းကရှောင်ဆောင်ရမှာကမေတ္တာပွားဟောပါဏာတိပါဒမလုပ်ရမှာနဲ့လုပ်ရမှာမလုပ်ရမှာကတတ်ဖြတ်ခြင်းကိုမလုပ်ရဘူးလုပ်ရမှာကတနာခြင်းတို့မေတ္တာထားခြင်းတို့လုပ်ရမယ်ဒီလိုဆိုလိုတာနော်အဲ့တော့တာမန်လေးမအောင်မိတ်လေနဲ့ငါးပါးသီလဆောက်တည်တဲ့အခါမှာလဲတာမန်လေးမအောင်မိတ်နဲ့ပါဏာတိပါဒကရှောင်းတယ်ဆိုတာဆောက်တည်ရှောင်းရုံနေမဟုတ်ဘူးဒီအလုပ်ပေါ်မှာရှက်တယ်ဘယ်တော့မှမကျူးလွန်ဘူးဟောဒီလိုသွားရမယ်အဲ့ဒီတိုင်းပဲဆင်ញင်စဉ်းစားပါတဲ့ဆင်ញင်စဉ်းစားလိုက်လို့စိတ်ထဲမှာကျေနပ်နှစ်သက်စရာဝမ်းသာစရာပီတိတွေဖြစ်လာပြီဆိုရင်အဲ့ဒီလိုတွေးတောဆင်ញင်သုံးသပ်ပြီးစောင့်ထိန်တဲ့ဥပုသ္တိလာကမှအခုပြောတဲ့ကြီးမားတဲ့လက်တွေ့အကျိုးတရားတွေရရှိလာတဲ့အကျိုးဆက်တွေအရှိန်အဝါကြီးကျယ်မှုတွေအရှိန်အဝါကျယ်ပြန့်မှုတွေဆိုတာရမှာတဲ့တာမန်နဲ့တော့မရဘူးတဲ့ကဲဘုန်းကြီးတို့တွေဘုရားဘာသာဝင်သူတော်စင်တွေကျောင်းသွားပြီးဥပုသ်နေ့တော့ဥပုသ်ဆောင်ပါရဲ့အခုလိုတခါမှလည်းမတွေးဘူးဥပုသ်လေးဆောက်တည်ပြီးတော့ထွေရလေးပါးစကားတွေပြောအချိန်ကိုနောက်တည့်ရက်ကြတော့ဥပုသ်လေးချပြန်လာတယ်ဆိုလို့ရှိရင်ဘာမှသိရလာမှာမဟုတ်ဘူးပေါ့ဆောက်တည်တဲ့အချိန်ကရတဲ့ကုသိုလ်လေးလောက်ပဲဒီလိုပဲနေရမှာအဲ့တော့ဘာပြောတော့ဆိုဒါမလောက်တတ်လို့မရတာလို့ပြောမှာပဲเนาะစနစ်ကြဖို့လိုအပ်တယ်
သီလဆောက်တည်တယ်ဆိုတာလေစနစ်တကျဆောက်တည်ဖို့ဒါအခြေခံကစပြီးတော့ဘယ်လှုပ်စနစ်တကျလှုပ်တဲ့နောက်ဆုံးမှအယောင်းဝယ်လှုပ်တာတောင်စနစ်တကျကော်ဖီဖြော်တာနော်လက်ဖက်ရည်ဖြော်တာအစစနစ်တကျကြော်တာလှော်တာအစစနစ်တကျဆိုတာသူရှိတယ်လေဘယ်ဟာဖြစ်ဖြစ်စနစ်မကျဘူးဆိုရင်ဖြစ်ပေါ်လာတဲ့ရစအကောင်းပဲရမလဲထို့တူပဲဆင်ញင်စဉ်းစားပါအဒိဏဒါနဆင်ញင်စဉ်းစားဒီကနေ့ယဟန္တာပုဂ္ဂိုလ်တွေဟာသူများပစ္စည်းဘယ်တော့မှမယူဘူးမတန်သင်ရှင်းစင်ကြယ်တန်ရှင်းကြတယ်ငါလည်းဒီကနေ့ညယဟန္တာပုဂ္ဂိုလ်တွေကိုအတူယူပြီးတော့ဟောအဒိဏဒါနကရှောင်ကျင်ရတယ်ယဟန္တာတွေကိုအတူယူပြီးတော့လိုက်နာကျင့်သုံးရတယ်ဥပုသ်ဆောင်ခြင်းကိစ္စလည်းပဲငါမှပြီးသွားတယ်အော်ဝန္တာစရာကောင်းလိုက်တာလို့စိတ်ထဲမှာဆင်ញင်တခါပြီးတခါထပ်ဆင်ញင်နော်သီလတွေပါဏာတိပါဒဆင်ញင်လိုက်အာရိဏဒါနဆင်ញင်လိုက်ပြီးတော့အပြမစရိယဆင်ញင်လိုက်မုဒ္ဒဝါဒဆင်ញင်လိုက်မုဒ္ဒဝါဒဆိုတာလိမ်မပြောနဲ့ဆိုမပြောပဲပါဇာကြီးပိတ်နေရမှာမဟုတ်ဘူးလိမ်မပြောနဲ့မှန်တာပြောဟောမလုပ်ရမှနဲ့လုပ်ရမှတွဲထားတာနော်လိမ်မပြောနဲ့မှန်တာကိုပြောရမယ်မှန်တာပြောမှကောင်းတဲ့တမ္မာဝါစာဖြစ်မှာပေါ့ဟောနောက်တစ်ခါသူရမေရိယယန္တာပုဂ္ဂိုလ်တွေကသူရမေရိယရှောင်ကျင်တယ်ငါလည်းရှောင်ကျင်ရပြီလို့စိတ်ထဲမှာဒီလိုဝန္တာကြည်နူးမှုဖြစ်အောင်တွေးဝိကာလဘောဇနာဩယန္တာရှင်မြတ်တွေကဘယ်တော့မှနေလွဲညစာမစားဘူးဒီကနေ့ငါလည်းပဲနေလွဲညစာစားခြင်းမှရှောင်ကျင်ရတယ်ယန္တာတွေကျင့်တဲ့အကျင့်ကိုငါလိုက်ပြီးတော့ကျင့်ရပဲဥပုပ်လည်းပဲငါမှစောင့်ပြီးသားဖြစ်တယ်လို့ဒီလိုကြည်နူးဝမ်းသာတဲ့စိတ်ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ဘာကိုအကျိုးတရားကိုဆင်ញင်သုံးသပ်ယန္တာတွေနဲ့နှိုင်းရှင်ပြီးတော့ကိုယ်စိတ်အားတွေကိုတိုးမြင့်ပေးပြီးတော့စောင့်ရမယ်တဲ့ဒါမှဥပုပ်ဆောင်တဲ့အကျိုးဟာရမှာနော်တမ္မာလေးစောင့်လို့ကတော့ဒီလိုရမှာမဟုတ်ဘူးဘာဖြစ်လို့မလုတ်တတ်တဲ့လူအလုတ်လုတ်တယ်လို့ပဲစဘာမဆိုင်တတ်တဲ့လူဆိုင်ရင်ရမှာမဟုတ်ဘူးစိုက်တတ်ပြိုတတ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ရင်ပိုးရမှာပဲအဲ့တော့ဘယ်လုတ်ဖို့ကိုကျွမ်းကျင်မှုလိုအပ်တယ်နိစ္စဂိတဝါရိတမာလာကဏဒါတွေလည်းဒီတိုင်းပဲဥစ္စာတေနမဟာတေနယဟန္တာတွေဆင်ញင်သုံးသပ်ပြီးတော့ကိုလည်းဒီကနေ့ယဟန္တာတွေကျင့်တဲ့အကျင့်ရတယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ရအဲ့ဒါလို့ကိုချင်းသီလတွေကိုတစ်ခုစီဆင်ញင်သုံးသပ်ပြီးတော့စောင့်ရမယ်လို့ပြီးတဲ့အခါကျတော့အင်္ဂါ9ပါးပြည့်ဖို့ရအတွက်ဘာလုပ်ရတော့မေတ္တာသဟဂတိနာစိတ်မေတ္တာပွားပြီးတော့နေရအဲ့တော့မေတ္တာပွားတယ်လို့ဆိုတာဘာဝနာလုပ်ငန်းသူကမေတ္တာပွားတယ်ဆိုတော့မေတ္တာရဲ့အာယုံကဘာတူလဲဆိုရင်တတ္တဝါပဲတတ္တဝါဆိုတာအကန့်အသတ်ရှိသလားလို့ဆိုမေတ္တာမှာအကန့်အသတ်မရှိဘူးဒါကြောင့်မို့အပ္ပမညာလို့ခေါ်တယ်ဘယ်တတ္တဝါပဲဖြစ်ဖြစ်ကိုယ်နဲ့တဲ့တဲ့လူဖြစ်ဖြစ်မတဲ့တဲ့လူချစ်တဲ့လူဖြစ်ဖြစ်မုန်းတဲ့လူပဲဖြစ်ဖြစ်မချစ်မမုန်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်သူ့ကိုမှအကန့်အသတ်မထားပဲနဲ့တရဘာအားလုံးချမ်းသာချမ်းသာကြစေပါစေဆိုတဲ့စိတ်ဓာတ်အားလုံးအပေါ်မှာကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်ဓာတ်မျိုးဖြစ်နေအောင်လုပ်ပေးရမယ်လို့ဒီလိုပြောတာเนาะအဲ့ဒါလို့မေတ္တာဘာဝနာပွားတဲ့အခါမှာတမန်ပွားပုံပွားနည်းကတစ်မျိုးသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ဆံရအောင်ပွားတာမျိုးကြတော့ပုဂ္ဂိုလ်တူဦးတယောက်ကိုအာယုံစိုက်ပြီးတော့ခါမှာထိုပုဂ္ဂိုလ်ရဲ့အပေါ်မှာနော်မေတ္တာစိတ်တွေမပြတ်ဖြစ်အောင်ကြိုးစားရမယ်အဲ့ဒီလိုလုပ်ပြီးဆိုတဲ့အခါမှာဒါဩဒိတမေတ္တာလို့ခေါ်တယ်ရည်ညွှန်းပြီးတော့ပွားတယ်ဆိုတဲ့အခါမှာတတိထားเสียအချက်ကဘာတော့ဆိုရင်အမျိုးသားဆိုရင်အမျိုးသားချင်းမိတ်ဆွေတန်ငယ်ချင်းကိုပွားအမျိုးသမီးဆိုရင်အမျိုးသမီးချင်းမိတ်ဆွေတန်ငယ်ချင်းကိုပွားတာ
အမျိုးသားနဲ့အမျိုးသမီးလိမ့်မတူတာကိုသွားပွားလို့ရှိရင်မေတ္တာနဲ့ကပ်နေတဲ့တရားကဘာလို့ဆိုတဏှာရာဂမေတ္တာဆိုတာလဲအကျိုးစီးပွားကိုလိုလားတဲ့ချစ်ခင်တယ်တဏှာကလည်းချစ်ခင်တယ်တွေ့တာတယ်ဆိုတော့မေတ္တာမဖြစ်ဘဲနဲ့တဏှာဖြစ်သွားတယ်တဲ့ဒါကြောင့်မို့လို့တဦးတယောက်ကိုမေတ္တာအာယုစိုက်ပြီးတော့ပွားတော့မယ်ဆိုလို့ရှိရင်အဲ့ဒီမေတ္တာဘာဝနာပွားတဲ့အခါမှာမိမိနဲ့လိန်တူတဲ့ပုဂ္ဂိုလ်ချစ်ခင်တဲ့ပုဂ္ဂိုလ်ပွားရမယ်အဲ့ဒီပေါ်မှာအခြေစိုက်ပြီးပြီဆိုတော့မှကိုယ့်ရဲ့မေတ္တာအခြေခိုင်းလာပြီဆိုတဲ့အခါတတ္တဝါအလုံးပေါ်မှာဖြန့်ကျက်ပြီးတော့ပွားနိုင်အောင်ကြိုးစားရမယ်ပွားတဲ့အခါမှာအယမျက်နာတွေနဲ့ပွားလို့ရတယ်ငါရဲ့အရှိမျက်နာမှာရှိတဲ့တတ္တဝါတွေအလုံးချမ်းသာကြပါစေငါရဲ့လက်ရဘက်မှာရှိတဲ့တတ္တဝါတွေလက်ဝဲဘက်မှာရှိတဲ့တတ္တဝါတွေနောက်မှာရှိတဲ့တတ္တဝါတွေငါရဲ့အထက်ပိုင်းမှာရှိတဲ့အထက်ဘက်မှာရှိတဲ့တတ္တဝါတွေငါရဲ့အောက်ပိုင်းမှာရှိတဲ့တတ္တဝါတွေလို့ဆိုငါနဲ့တဲ့တဲ့ဘဟုရမှာရှိတဲ့တတ္တဝါတွေလို့ဟောတတ္တဝါတွေအားလုံးနော်တတ္တဝါအားလုံးပါဝင်ပြီးတော့ကဘာကြီးတစ်ခုလုံးစัจ java လာကြီးတစ်ခုလုံးမှာရှိတယ်သက်ရှိတတ္တဝါတွေပေါ်မှာအားလုံးဖြန့်ကျက်ပြီးတော့မေတ္တာပွားနိုင်မှုအဲ့ဒါလို့မေတ္တာဘာဝနာပွားပြီးနေပြီဆိုမှအင်္ဂါ၉ပါးနဲ့ပြည့်စုံသောဥပုသ္တိလာဆိုတာဖြစ်မှာနော်ဘုန်းကြီးတွေကချပေးလိုက်တဲ့မေတ္တာသာဟကတိနစိတ်တသာသဗ္ဗပါဏဗုဒိတုပရိဒဝဝိဟရဏံတမာဓိယာမိလောက်လေးတင်ရထားရင်တော့မေတ္တာဘာဝနာတစ်ခုမှဖြစ်မှာမဟုတ်ဘူးနော်အေးကိုးပါးသီလတော့စောင့်တည်ပါရဲ့ကိုးပါးမရဘူးဖြစ်တတ်တယ်ဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဒီကနေ့ခေတ်မြန်မာနိုင်ငံမှာဘာသာရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာအမှန်သိပြီးတော့စနစ်တကျဒါနကောင်းမှုလုပ်တာပဲဖြစ်စေသီလစောင့်တည်တာပဲဖြစ်စေဘာဝနာပွားများအားထုတ်တာပဲဖြစ်စေအမှန်သိပြီးတော့စနစ်တကျလုပ်တတ်ဖို့အမှန်တမ်းအရေးကြီးပါတယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ဒါနကုသိုလ်လုပ်ပြီးတော့ဘာဝနာဖြစ်အောင်လုပ်လို့ရတယ်သီလစောင့်တည်ပြီးတော့လဲဘာဝနာဖြစ်အောင်လုပ်လို့ရတယ်ဘာဝနာကိုအခြေခံပြီးတော့လဲဘာဝနာဖြစ်အောင်လုပ်လို့ရတယ်သီလဆိုတာဟာဘာဝနာဖြစ်ဖို့ရာအတွက်အရေးပါတဲ့နေရာကရှိတယ်ဘာဖြစ်လို့သီလကဘာဝနာအတွက်အရေးပါတာတော့လို့ဆိုသီလစောင့်တည်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာပြစ်ကင်းနေတယ်အပြစ်ကင်းနေသည့်အတွက်ကြောင့်ဘယ်ခါတတိယစိတ်ချမ်းသာမှုနှလုံးသားရမှုတွေဖြစ်တယ်စိတ်ချမ်းသာပြီးနှလုံးသားရတယ်နှလုံးထဲမှာစိတ်နှလုံးထဲမှာနောက်ကျเสียဘာမှမရှိဘူးစိတ်ဆင်းရဲเสียမတွေ့ဘူးဆိုရင်ဝမ်းမြောက်တယ်ဝမ်းမြောက်တာကိုပါမောဇဝမ်းမြောက်မှုဖြစ်ရင်ပီတိဆိုတဲ့နှစ်သက်မှုဖြစ်တယ်ပီတိဖြစ်လာလို့ရှိရင်ပတ္တိဆိုတဲ့ငြိမ်းချမ်းမှုဖြစ်တယ်ကိုယ်စိတ်ငြိမ်းချမ်းပြီဆိုရင်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခရတယ်ချမ်းသာပြီဆိုရင်လူရဲ့စိတ်ကလေးဟာတည်ငြိမ်လာတဲ့တမာတိဒီအတွက်သီလကိုစောင့်တည်ရတာနော်သီလကနေဆင့်တက်ပြီးတော့အဝိပတိတာရတဲ့စိတ်နှလုံးကြီးတယ်နော်နှလုံးမသာမယာမဖြစ်ဘူးပါမောဇဝမ်းမြောက်တယ်ပီတိနှစ်သက်တယ်ပတ္တိငြိမ်းချမ်းတယ်ဒုက္ခချမ်းသာတယ်တမာတိတည်ငြိမ်တယ်တည်ကြည်ပြီဆိုတဲ့တမာတိရှိပြီဆိုမှယထာဘူတညာတသတ္တနာအဖြစ်မှန်ကိုသိတယ်မြင်တယ်ဆိုတဲ့ဉာဏ်ဖြစ်လာတာဒါကြောင့်သီလကိုအခြေခံပြီးတော့လုပ်ရ၈ပါးသီလစောင့်တည်၉ပါးသီလစောင့်တည်ဥပုသ်ဆောင်သုံးတယ်ဆိုတဲ့ဟာကာယကံစင်ကြယ်မှုဝစီကံစင်ကြယ်မှုအပြင်မနောကံစင်ကြယ်မှုဆိုတဲ့ဘာဝနာတစ်ခုတွဲဖက်ပြီးတော့စောင့်တည်ကျင့်သုံးတတ်ဖို့မြတ်စွာဘုရားကညွှန်ကြားဆုံးမတာဖြစ်ပါတယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကိုးပါးသီလခံယူစောင့်တည်ကြတဲ့အခါမှာစောင့်တည်ထားယုံနဲ့ကိုးပါးမဖြစ်နိုင်ဘူးဆိုတာကိုတတိထားအမှတ်ထားပြီးတော့မိမိတို့တဏ္ဍာမှာကိုးပါးဖြစ်အောင်မေတ္တာဘာဝနာပွား၍ဖြစ်စေကရုဏာနဲ့ဘာဝနာပွား၍ဖြစ်စေမုရိဒာဘာဝနာပွား၍ဖြစ်စေဥပေက္ခဘာဝနာပွား၍ဖြစ်စေ
ဗုဒ္ဓနုဒတိစသည်တစ်ခုခုပွား၍ဖြစ်စီဘာဝနာနဲ့ထုံမွမ်းပြီးတော့ထားမှာကိုယ်သီလကိုဆင်ញင်၍ဖြစ်စီထုံမွမ်းထားမှာ၈ပါးသီလတဲ့တိုးတက်ပြီးတော့9ပါးသီလဖြစ်မယ်စောင့်သုံးတဲ့ဥပုသ်သီလဟာလည်းအတ္တမမြင့်မြတ်တဲ့အကျိုးပြည့်ပြည့်ဝဝရရှိနိုင်မယ်လို့ကိုစီသဘောကျပြီးတော့စနစ်တကျဘာသာရေးမှာလိုက်နာကျင့်သုံးရတဲ့ကိစ္စတွေကိုစနစ်တကျနားလည်ပြီးတော့စနစ်တကျလုပ်ကင်ဆောင်ရွက်ခြင်းဖြင့်ပြည့်ဝသောအကျိုးတရားများကိုရရှိအောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း